ဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာသမိုင်းမှာနှစ်ပေါင်းများစွာကြာအောင်ဖုံးကွယ်ခဲ့ကြတဲ့လူသားမဆန်လွန်းတဲ့နာမည်ကျော်စမ်းသပ်မှုကြီးတစ်ခုအကြောင်းကိုပြောပြပေးသွားမှာပါ။စကလုံးတစ်လုံးရဲ့စွမ်းအားတွေကလူတစ်ယောက်ရဲ့ဘဝကိုဘယ်လောက်ထိအဆုံးအစမရှိပျက်စီးသွားစေနိုင်တယ်လဲဆိုတာကိုဒီစမ်းသပ်မှုကြီး The Monster Study ကသက်သေပြခဲ့ပါတယ်။ကလေးငယ်တွေရဲ့ဘဝကိုငရဲကန်းဖြစ်စေခဲ့တဲ့ဒီအဖြစ်အပျက်ကြီးကဘာလဲဘယ်လိုလဲဆိုတာသိချင်ရင်တော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ဖို့အတွက်အကြံပေးချင်ပါတယ်ရှင့်။1939ခုနှစ်က Iowa ပြည်နယ်မှာသိပ္ပံပညာရှင်တစုကစမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစမ်းသပ်မှုကလူကျင့်ဝတ်တွေကိုချိုးဖောက်ပြီးတော့မိဘမဲ့ကလေးငယ်တွေရဲ့ဘဝကိုတစ်သက်လုံးအတွက်ဖျက်ဆီးပစ်ခဲ့ပါတယ်။ဒါကြောင့်လဲဒီစမ်းသပ်မှုကိုသမိုင်းမှာ The Monster Study လို့အမည်ပေးခဲ့ကြတာပါ။ဒီနေ့မှာတော့အဲ့ဒီအမှောင်ထုတွေကဖြစ်ရမှန်ကိုပြောပြပေးသွားပါမယ်။ဒီစမ်းသပ်မှုကိုဦးဆောင်ခဲ့တဲ့သူကတော့ Iowa တက္ကသိုလ်ကစကားပြောကျွမ်းကျင်မှုဆိုင်ရာပညာရှင်ဒေါက်တာဝန်တာဂျွန်ဆန်ပါတကယ်တော့ဂျွန်ဆန်ဟာသူကိုယ်တိုင်ကငယ်တဲ့စကားထစ်တဲ့ဝေဒနာကိုခံစားခဲ့ရတဲ့သူပေါ့နော်ဒါပေမဲ့စကားထစ်တာကမျိုးရိုးဗီဇကြောင့်မဟုတ်ဘဲနဲ့ပတ်ဝန်းကျင်ကဝေဖန်ခဲ့ရမှုတွေကြောင့်ဖြစ်တယ်ဆိုတာကိုသူကသက်သေပြခြင်းခဲ့တယ်ပေါ့အဲ့တော့ဂျွန်ဆန်ကသူ့ရဲ့ theory ကိုသက်သေပြဖို့အတွက်အကာအကွယ်မဲ့နေတဲ့မိဘမဲ့ကလေးငယ်22ယောက်ကိုရွေးချယ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီကလေးငယ်တွေကသူတို့ကိုဘာလုပ်မလဲဆိုတာကိုသူတို့မသိခဲ့ကြရှာပါဘူးသူတို့သိခဲ့တာကတော့သူတို့ကိုစကားပြောသင်ပေးမဲ့ဆရာတယောက်ရောက်လာမယ်ဆိုတာကိုပဲသူတို့သိခဲ့တာပါဂျွန်ဆန်ကကလေးတွေကိုအုပ်စုနှစ်စုခွဲလိုက်ပါတယ်။ပထမအုပ်စု The Control Group မှာပါတဲ့ကလေးတွေကိုတော့အပြုသဘောဆောင်တဲ့ကူထုံးလေးပေးပါတယ်။သူတို့စကားပြောတာမှန်မှန်ချီးမွမ်းပြီးတယ်အားပေးတယ်ပေါ့နော်။ဒုတိယအုပ်စု The Experimental Group ကတော့တကယ်ငရဲပါပဲ။ဘာလို့လဲဆိုတော့ဒုတိယအုပ်စုမှာပါတဲ့ကလေးတွေအားလုံးကစကားထစ်နေကြတာတော့မဟုတ်ပါဘူး။သူတို့ထဲမှာတကယ်တမ်းစကားထစ်တဲ့ကလေးကတဝက်ပဲပါပေမဲ့အားလုံးကိုစကားထစ်တဲ့သူတွေလို့တစိတ်ကလိုက်ပါတယ်။ Mary Tuta ဆိုတဲ့အကြောင်းသူကလေးကကလေးငယ်တွေကိုနေ့တိုင်းသွားတွေ့ပြီးတော့နှိပ်စက်တယ်။နှိပ်စက်တယ်ဆိုတာကလည်းရုပ်ပိုင်းဆိုင်ရာနှိပ်စက်တာမျိုးမဟုတ်ဘဲနဲ့စိတ်ပိုင်းဆိုင်ရာနှိပ်စက်တာမျိုးပေါ့နော်။ဘယ်လိုလဲဆိုတော့စကားမထစ်တဲ့ကလေးတွေကိုသွားတွေ့ပြီးတော့စကားပြောခိုင်းတယ်။သူတို့စကားပြောလိုက်တဲ့အခါတိုင်းမှာလည်းနင်ကစကားပြောတာချစ်နေတယ်။နင်တလောက်နင်အောင်တေချာမပြောနိုင်လို့ရှင်ပါဇက်ပိတ်ထားလိုက်နင်တော်အသုံးမကျတာပဲနင်တေချာမပြောနိုင်ဘူးလားဆိုတဲ့စကားလုံးမျိုးတွေထက်တလဲလဲပြောပြီးတော့ကလေးငယ်တွေရဲ့စိတ်ကိုရှုပ်ထွေးအောင်ပြုလုပ်တယ်ပေါ့နော်။အဲ့တော့စကားမထစ်တဲ့ကလေးတွေတောင်မှပဲနေ့တိုင်းအဲ့လိုမျိုးအပြောခံနေရပါများလာတော့သူတို့ကသူတို့ကိုသူတို့ယုံကြည်မှုတွေပျောက်ဆုံးလာကြတယ်။နောက်ဆုံးသူတို့ဒီစကားလုံးတစ်လုံးပြောဖို့ကိုတော့မှပဲကလေးတွေကအလွန်မင်းကြောက်ရွံ့လာကြတယ်ပေါ့နော်။ဒီစက်သက်မှုရဲ့ရလဒ်ကတော့အရန်ကိုကြောက်စရာကောင်းပါတယ်။စကားလုံးဝမထစ်တဲ့ကလေးတွေကစကားထစ်သွားတာမျိုးနောက်ပြီးစကားလုံးဝမပြောရဲတော့တာမျိုးသူတို့ရဲ့တငယ်ချင်းတွေနဲ့လုံးဝမဆော့တော့ဘဲနဲ့အထီးကျန်ဆန်တာမျိုးတွေဖြစ်လာခဲ့ပါတယ်။အဆိုးဆုံးကတော့တာမန်တိုင်းကောင်းမွန်နေတဲ့ကလေးငယ်တွေကသူတို့ရဲ့တဘဝလုံးမှာပြန်လို့မရတော့တဲ့စကားတစ်တဲ့ဝေဒနာကြီးကိုတကယ်ပဲခံစားသွားခဲ့ရတာပါဒီစက်သက်မှုကသိပ္ပံပညာရဲ့အောင်မြင်မှုတော့မဟုတ်ပါဘူးကလေးငယ်တွေရဲ့အနာဂတ်ကိုဓာတ်ခွဲခန်းထဲကကြွက်တွေလိုသဘောထားပြီးတော့ဖျက်ဆီးပစ်ခဲ့ကြတာပါဒီစမ်းသပ်မှုကတော်တော်လေးရက်ဆက်လွန်တာကြောင့် Iowa တက္ကသိုလ်ကနေပြီးတော့10စုနှစ်ကြာအောင်အဖုံးအုပ်ထားခဲ့ခြင်းပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းနာဇီတွေရဲ့လူသားစမ်းသပ်မှုနဲ့ဆင်တူနေတာဖြစ်တဲ့အတွက်ဂျွန်ဆန်ကိုတကယ်ပဲနာမည်ပြတ်မှာကြောက်ခဲ့ကြတာပါ။2000ခုနှစ်ကြာမှသာဒီလျှို့ဝှက်ချက်ကပေါက်ကြားလာပြီးတော့2009ခုနှစ်မှာတော့အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူ6ယောက်ကို Iowa ပြည်နယ်ကနေပြီးတော့ရော်ကြေးအနေနဲ့ဒေါ်လာ1.2တန်းရော်ကြေးပေးခဲ့တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီရော်ကြေးတွေဟာသူတို့ရဲ့ပျက်စီးဆုံးရှုံးသွားတဲ့ကလေးဘဝနဲ့အနာဂတ်ကိုတော့ကူစားမပေးနိုင်ခဲ့ဘူးပေါ့နော်။ညီကုန်းချုပ်ပြောရရင်တော့ဒီစမ်းသပ်မှုကြီးဒီအဖြစ်ဖြစ်ကနေပြီးတော့ကျမတို့ကိုပေးခဲ့တဲ့သင်ခန်းစာကတော့စကလုံးတွေရဲ့အစွမ်းထက်ပုံပါပဲ။စကလုံးတွေကလူတစ်ယောက်ရဲ့ဘဝကိုဆွဲတင်ပေးနိုင်သလိုလူတစ်ယောက်ရဲ့ဘဝကိုအဆုံးထိဆွဲချဖျက်ဆီးပြနိုင်တယ်ဆိုတာပါပဲ။ဒီ The Monster Study ဆိုတဲ့စမ်းသပ်မှုအကြောင်းကိုသိသွားတဲ့လူတိုင်းအတွက်ကတော့ရင်ထဲမှာသင်ခန်းစာတစ်ခုခုခန်းစားချက်တစ်ခုခုကျန်ရစ်နေမယ်ဆိုတာကတော့အသေးချပါပဲ။ဟုတ်ကဲ့ပါဗီဒီယိုလေးကိုဆုံးတဲ့ထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ပါဦးမယ်။